လူတရလေထဲမပြန်နိုင်တာတစ်ခုပဲကျန်တာအားလုံးအဆင်ပြေတယ်မီးကိုလည်းခေါ်ထားတယ်မြခင်းပြင်လည်းအစ်စ်လဲထားတယ်ရထားတစ်စီးစိုက်တိုင်းနာမည်အစ်စ်တစ်ခုပြောင်းတဲ့ဘူတာယုံဟိုကောင် LV ကဗျာထဲမှာကျွန်တော်တီရှပ်အင်ကြီးပေါ်ကစာတန်းသူချော့ယူသွားတာကိုခင်ဗျားတို့မြင်ရင်တော့အံ့ဩမယ်နေလုံးကြီးဝင်သွားပုံသိမ့်လာတာပဲဆိုပြီးကျွန်တော်စီးတာတဲ့သူ့ secret တူတောက်ထည့်သွားတယ်လမ်းပေါ်မှာကျွန်တော်အရှိဟာထပ်ပိုင်းပြက်နေတယ်စူးနဲ့ချိတ်ပြီးခေါ်လာတဲ့စာကြောင်းလိုကြပြားထဲမှာကျွန်တော်အသက်ဟာညှိနေတယ်အချိုရည်ပလင်းနဲ့လာရအောင်တဲ့ကြီးရတန်တဲ့လူလာခောက်တုံးရုပ်ရှင်လက်မှတ်ထဲအသားခုတ်တန်တဲ့စောက်အုပ်ထဲလက်ကလေးလွှဲလေကလေးခြုံပြီးဝင်သွားတယ်မင်းကတကယ်ကြွိုင်မယ်မင်းကပရိဘောကစက်ယုံကဖြတ်ထုတ်လိုက်တဲ့သစ္စာပဲဂျာမန်တိုက်စစ်မှုကလိုဆေးဟာမိကလုတ်တွေကိုဘောလုံးနဲ့ကန်ပြီးဖွင့်ပိတ်လို့လေ့ကျင့်တဲ့ဘာကုံကမြေသားချင်းနဲ့မင်းကအရေးသွေးကိုထိန်းထားတယ်လွတ်နေတဲ့စာရွက်တစ်ရွက်ကိုလည်းခြုံထက်တဲ့အနုပညာတစ်ခုအနေနဲ့မြင်ကြည့်ရအောင်လားကောင်းကင်စီလွတ်တင်လိုက်တဲ့ငှက်ဟာသူ့အပျော်လေတူတဲ့သူ့တောင်မနဲ့ရိုက်သွင်းသွားခဲ့တယ်မောင်ဖီလာလူတရ